Australia နိုင်ငံမှာ OverE နဲ့အခြားသောအစားအသောက်ပို့ဆောင်ရေးစတဲ့ platform တွေကနေအစားအသောက်နဲ့လူသုံးကုန်ပို့ဆောင်ပေးနေတဲ့ Deli ပို့ဆောင်ရေးအလုပ်သမားတွေအတွက်အရေးကြီးတဲ့ပြောင်းလဲမှုတစ်ခုစတင်လိုက်ပြီလို့သိရပါတယ်။ Deli ပို့ဆောင်ရေးအလုပ်သမားတွေအတွက်မိနစ်စံနှုန်းအသစ်ကိုအတည်ပြုလိုက်ပြီးဩဂုတ်လ18ရက်2026ခုနှစ်ကစပြီးစတင်အသက်ဝင်မှာဖြစ်ပါတယ်။ဒီစည်းမျဉ်းအရအကျုံးဝင်တဲ့ Deli ပို့ဆောင်ရေးအလုပ်သမားတွေအတွက် Deli ပို့ဆောင်ရေး order ကိုလက်ခံလိုက်တဲ့အချိန်ကနေ order ပြီးဆုံးတဲ့အချိန်ထိသတ်မှတ်ထားတဲ့ချိန်အတွက်အနည်းဆုံးတစ်နာရီကို$30.30ဆင့်ရရှိမှာဖြစ်ပါတယ်။ဒါအပြင်အလုပ်နဲ့ပတ်သက်ပြီးထိခိုက်ဒဏ်ရာရရှိတဲ့အခါကိုရေးကိုရာအလုပ်နဲ့ပတ်သက်ပြီးထိခိုက်ဒဏ်ရာရရှိရင်လည်းအကာအကွယ်တွေလည်းပါဝင်လာမှာဖြစ်ပါတယ်။ဒီပြောင်းလဲမှုဟာAustralia တဝန်းက Deli ပို့ဆောင်ရေးအလုပ်သမားတွေထောင်ပေါင်းများစွာအတွက်အရေးကြီးတဲ့အလုပ်သမားအခွင့်အရေးပြောင်းလဲမှုကြီးတစ်ခုဖြစ်လာမှာဖြစ်ပါတယ်